မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခုနှစ်ရက်သားသမီးများအိစီတန်လူရရ၍ဝမ်းမြောက်ပါစေတည်းခုနှစ်ရက်သားသမီးတွေလူရရကြပါစေကတ်ဆိုးမှကေဝေးပါစေစစ်မှတ်ပေးလက်နက်ဘေးစသဖြင့်ဘေးမျိုးမျိုးမှလည်းကင်းဝေးပါစေရန်သူမျိုး၅ပါးဘေးမှလည်းကင်းဝေးပါစေလို့ချဲမေတ္တာရှိတာဆုတောင်းပေးပါတယ်ခုနှစ်ရက်သားသမီးအားလုံးကိုလည်းချဲမေတ္တာပို့သပေးပါတယ်ဒီနေ့ချက်တင်ပေးမှာကတော့တော့ချက်စီမှာအရင်ဦးဆုံးတကြံတွင်တရားစခန်းဝင်တဲ့ချက်စီမှာပဒီပေါ့နော်ပဒီရဲ့တရားထိုင်နေဝင်နေစိန်ရင်းနေရှိပါတယ် discount ချထားတာတွေကပြီးသွားပါပြီเนาะdiscount ချတာပြီးသွားပြီဖြစ်တော့ကြောင့် discount မချထားတဲ့ပုံမှန်ဈေးတွေတိုင်းဝင်လို့ရပါသေးတယ်เนาะပုံမှန်ဈေးတွေတိုင်းကတော့ April လ17ရက်နေ့အထိဝင်လို့ရပါတယ်။ဘာကြောင့်လဲဆို12ရက်နေ့မှာစဝင်ရမှာဖြစ်တဲ့အတွက်ကြောင့်17ရက်နေ့အထိလက်ခံပေးထားပါတယ်။ဆက်ဒီနေ့ပြောမယ့်ဟာလေးကတော့9ရက်သားသမီးများရဲ့ကျမ်းမာရေးကိုဆက်ဟောပေးမှာဖြစ်ပါတယ်။ကျမ်းမာရေးအရာဒီတပတ်အတွင်းပေါ့နော်ဒီနေ့ကစပြီးတပတ်အတွင်းတနင်္ဂနွေသားသမီးများဟာမျက်လုံးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ယောဂဝေဒနာခံစားရပါမယ်။တနင်္လာသားသမီးများကလဲချောင်းလဲပင်သက်ဖုံးအာသီးနဲ့ပတ်သက်ပြီးတော့ယောဂဝေဒနာခံစားရပါမယ်။အင်္ဂါသားသမီးများကဥကောင်းနဲ့ပတ်သက်တဲ့ယောဂခေါင်းကိုက်ခေါင်းမူအကျော်တက်ပေါ့နော်ဒီခေါင်းကိုက်ခေါင်းနဲ့ပတ်သက်တာလည်းအကျော်တက်တာလေးလည်းဆိုင်နေနော်။ဒါကြောင့်မလို့အဲ့ဒါနဲ့သက်ဆိုင်မှာတဲ့ဗုဒ္ဓဦးသားသမီးရာဟုသားသမီးများကဗုဒ္ဓဦးသားသမီးရာဟုသားသမီးများကဒီတပတ်အတွင်းမှာတော့ထူးထူးခြားခြားကျမ်းမာရေးကောင်းနေတာကိုတွေ့ရပါမယ်အနည်းငယ်ဟိုထိဒီထိဟိုနာဒီနာလေးတွေတဲ့လောကဟောင်းလေးနည်းနည်းပေါ်တာလေးတွေဖြစ်နိုင်ပါတယ်ဇာတဘေးသားသမီးများတော့ဒီ9ရက်အတွင်းမှာတော့နှလုံးနဲ့ပတ်သက်တာအဆုတ်နဲ့ပတ်သက်တာအဲ့နှစ်မျိုးတစ်ခုခုခံစားရတတ်ပါတယ်တောက်ကြတသမီးများတော့ဒီရက်ပိုင်းတွင်မှာဒူးနာခါနာချော်လဲချော်ကြပြုတ်ကြခိုင်းမီအဲ့ဒါလေးနည်းနည်းခံစားရတတ်ပါတယ်เนาะစနေသားသမီးများတော့လေပင်လေချောင်းနှာခေါင်းနဲ့ပတ်သက်တာတွေနဲ့ယောဂဝေဒနာတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်เนาะအကယ်လို့မှာဒီယောဂဝေဒနာတွေကြုံတွေ့ရရင်ချက်စီမှာရတရားယူလို့ရပါတယ်ချဲရဲ့ဖုန်းနံပါတ် Viber 399250 သူဆက်သွယ်ပြီးတော့ရတရားတွေလုပ်လို့ရပါတယ်เนาะချဲရဲ့ YouTube လေးကိုလည်း Subscribe လုပ်ပေးပါအောင်เนาะ9ရက်သားသမီးများကျမ်း